မြန်မာပြည်ရဲ့နေချင်းစရာကိုမကောင်းမြန်မာပြည်မှာနေသူတို့တက်တဲ့အကြောင်းမရှိတော့ဘူးမြန်မာပြည်ကတကယ်အရှုပ်ထုတ်ကြီးဆိုကြတာပေါ့ဆိုကြတာပေါ့အေးလေဒါတို့နေတဲ့နိုင်ငံလေးကွာအဲ့ဒါမင်းတို့အကုန်လုံးနိုင်ငံခြားထွက်သွားလိုက်ကြတော့ဒီနိုင်ငံဘယ်သူတွေလာနေပါငါတော့မထွက်ဘူးဖြစ်ငါအရင်တော့ထွက်ခဲ့ပြီဒါကြောင့်ဘုန်းကြီးပြတော့အခုဘုန်းကိုဂျပန်ပင့်တယ်ကျောင်းရှိတယ်ဟန်ဂရီပင့်တယ်ဗီယက်နမ်ပင့်တယ်ဘယ်နိုင်ငံမှမသွားဘူးငါမြန်မာပြည်နေတာဘာဖြစ်လို့ဒီနိုင်ငံကြီးစုံနေလို့နေတာဒီအစုပ်ကြီးကိုမပြန်မနဲ့ကိုလွတ်ရကိုရှောင်းသွားရင်ဘယ်သူပြန်မလဲဒါကြောင့်နော်ဘုံဘုံတို့ပတ်ဝန်းကျင်ကိုကိုယ်တိုင်တည်ဆောက်ယူရမယ်တည်သွားကြတာဘာကြောင့်တော့အသက်တည်သွားတာဘဝတည်သွားတာရှိတယ်ဒါကြောင့်ရှင်သန်မင်းတို့တွတ်တောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားဒါကြောင့်မတည်သေးသည်၍အခွင့်အရေးရှိတယ်ဆိုတဲ့ဟာကိုမမေ့နဲ့သေးသွားရင်နိုင်ငံကောင်းကျင်ပါတယ်ပြောပြီးသေးသွားဘာမှလုပ်လို့မရတိုင်းပြည်ကောင်းကျင်ပါတယ်ပြောပြီးသေးသွားဘာမှလုပ်လို့မရပညာတက်ရှင်ပါတယ်ပြောပြီးသေးသွားရင်ဘာလုပ်လို့မရတဲ့မသေးသေးရင်အခွင့်အရေးရှိတယ်အဲ့ဒါဆိုရင်တော့မင်းတို့ချဲ့တွေးကြတော့ဗျာဟုတ်ဘူးလားတော့ပေါ့တယ်နော်ကောင်းပါပြီ